solving problems ဆိုတာဘာလဲဒီနေ့မှာ right ကပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီးမှ motive ပြီးတော့မှဖြေရှင်းတဲ့အခါမှာဘယ်လိုပြောရမလဲဆိုရက်ပြောဆိုလေးတွေကို right ပြပြပေးသွားမယ်ပထမဆုံးချက်ကတော့ right ပြဿနာစပြီးဖြစ်လာပြီဆိုရင်ဖြစ်လာတဲ့ပြဿနာရဲ့အရင်ပြန်ဖို့ think about စဉ်းစားဖို့လိုတယ်ဟုတ်ပြီစဉ်းစားပြီးသွားပြီဆိုလို့ရှိရင် right တို့ဒီနှုတ်ကနေမှမပြောခင်မှာကိုစပြီးတော့မှပြောရမယ်စကားလုံးလေးတွေကိုရှင်ဘက်ထဲမှာစီပြီးတော့ဒီလိုအကြောင်းအရာနဲ့ဒီလိုရအောင်ပြောမယ်ဆိုတဲ့စကားလုံးလေးပေါ့နော်တစ်ဖက်လူကပြောလို့ရှင်လဲဘလို့ပြန်ပြောရမလဲဆိုရမှာ motive ပြီးတော့မှစဉ်းစားပြီးပြီဆိုမှနှုတ်ကနေထုတ်ပြီးတော့မှပြောဖို့လိုတယ်ဟုတ်ပြီနှုတ်ကနေထုတ်ပြောတဲ့နေရာမှာလဲလိုအပ်ချက်တစ်ခုရှိအဲ့ဒါပါလဲဆိုတော့ right တို့ကကိုလိုချင်တာကြီးပဲကိုဖဲ့ပြီးတော့မှတီးတဲ့ပြောနေလို့မရဘူး discussion လုပ်ဖို့တော့လိုတယ်တစ်ဖက်လူမှာတခြားဘာလို့အပ်တာလဲကိုကရောဘာဖြစ်ချင်နေရလဲဘာအဆင်ပြေဖြစ်နေရဲဆိုရင် motive ပြီးတော့မှကိုက discussion လုပ်တတ်ဖို့တော့လိုဟုတ်ပြီ discussion လဲလုပ်ပြီးသွားပြီးအဆင်ပြေတယ်ဒါပေမဲ့other side ဘက်ကနေပြီးတော့မှကို attack လုပ်လာတဲ့စကားလုံးတွေကကိုဒေါသဖြစ်စီရဲ့စကားလုံးမျိုးတွေဟိုမှာကိုတီလေးရောက်လောက်တာမျိုးတော့မဟုတ်ဘူးဆိုရင်ပြောလာတဲ့စကားလုံးတွေကစိုးစိုးရွားဖြစ်နေတဲ့အနေအထားမျိုးတွေကြုံလာတယ်ဆိုရင်ကိုကဘာပြောမလဲဆိုတော့သူပြောတဲ့စကားလုံးတေချာနားထောင်ပေးလိုက်ပါဟုတ်ပြီဘာမှပြန်မပြောနဲ့အောင်နားထောင်ပေးလိုက်ဒါဆိုရင်တစ်ဖက်လိုလဲကိုကလေးစားသမှုပြကြရဲပေါ့နော်အဲ့တော့နားထောင်ပေးလိုက်ဟုတ်ပြီနားထောင်ပေးပြီးသွားပြီဆိုတော့ဟုတ်ပြီသူပြောပြီးသွားပြီဆိုရင်ကိုကစပြီးပြန်ပြောလို့ရတယ်ဒီလိုအကြောင်းအရာတော့ရှိရဲဒီလိုတော့ဖြစ်နေရဲဒီလိုဖြစ်သွားလို့အဲ့လိုနေထားမျိုးကိုကပြပြလဲပြောတယ်တစ်ဖက်လူကဘလောက်ပြတော်သားဆိုတဲ့ကိုရဲ့မျက်နှာရောကိုရဲ့အနေထားရောကိုရဲ့စကားလုံးမျိုးဒေါသတဲ့ပုံစံမျိုးမပြဘူးဆိုရင်တစ်ဖက်လူကဒေါသထွက်နေရဆိုရင်တော့မှထွက်ချင်မှထွက်တော့မှာဒေါသဟုတ်တယ်နော်အဲ့တော့ကျတော့ right တို့ကအဲ့လိုပုံစံမျိုးလေးနဲ့ ACC ပြောတတ်ဖို့တော့လိုတယ် discussion လုပ်ဖို့လိုတယ်အကြောင်းအရာကိုစဉ်းစားပြီးတော့မှနှုတ်ကနေပြောဖို့လိုတယ်ပြီးရင်တစ်ဖက်လူကပြောလာတဲ့စကားလုံးကိုလေကိုကဘယ်လိုတုံ့ပြန်ပြီးတော့ပြန်ပြောရမလဲဆိုတာကိုစဉ်းစားနိုင်ပြီဆိုတာနဲ့ကိုက solving problem က AC ပဲအဲ့တော့ဒီလိုမျိုး right ပြောထားတဲ့ system လေးကိုတစ်ချက်သုံးကြည့်လိုက်အပြောဆိုလေးစဉ်းစားပြီးတော့မှလက်တွေ့လုပ်ကြည့်လိုက်တကယ်ကိုသုံးဝတ်ပါတယ်နောက် video တွေမှာပြန်လေးကြမယ်နော် see you next video bye bye